ဒေါ်အောင်ဆန်းစုကြည်ဒေါ်ခင်ခင်ဝင်းနဲ့မတ်ဝင်းမမတို့အပေါ်ဆွဲဆိုထားသည့်အမှုများနှင့်ဆက်လင်း၍တရားရုံးကအပြီးသတ်စီရင်ချက်များချမှတ်ခြင်းအမေရိကန်နိုင်ငံသားမစ္စတာဂျွန်ဝီလျံရတော်ဒေါ်အောင်ဆန်းစုကြည်ဒေါ်ခင်ခင်ဝင်းနှင့်မတ်ဝင်းမမတို့အပေါ်ဆွဲဆိုထားသည့်ပြစ်မှုဆိုင်ရာအမှုကြီးအမှတ်49/2009 48/2009နှင့်49/2009အမှုများနှင့်ဆက်လင်း၍ယနေ့2009ခုနှစ်ဩဂုတ်လ17ရက်ဒီကနေ့မနက်10:45နာရီတွင်ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌စတင်ရုံးထိုင်ပြီးအဆိုပါအမှုများကိုအပြီးသတ်စီရင်ချက်များချမှတ်သည်ထို့သောအပြီးသတ်စီရင်ချက်ချမှတ်ရာတွင်ပြစ်မှုဆိုင်ရာအမှုကြီးအမှတ်49/2009အမှုမှာတရားခံဒေါ်အောင်ဆန်းစုကြည်အား1985ခုနှစ်နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့်ဥပဒေပုံမှ22အရအလုပ်နှင့်ထောင်ဒဏ်3နှစ်ကျခံစေရန်၎င်းတရားခံဒေါ်ခင်ခင်ဝင်းမတ်ဝင်းမမခေါ်အငယ်လေးနှင့်မစ္စတာဂျွန်ဝီလျံရတော်တို့အားယင်းဥပဒေပုံမှ22မြင်းဆောင်ပြစ်မှုဆိုင်ရာဥပဒေပုံမှ109အရအလုပ်နှင့်ထောင်ဒဏ်3နှစ်စီကျခံစေရန်၎င်းပြစ်ဒဏ်အသီးသီးချမှတ်သည်ပြစ်မှုဆိုင်ရာအမှုကြီးအမှတ်48/2009အမှုမှာတရားခံမစ္စတာဂျွန်ဝီလျံရတော်အား1948ခုနှစ်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးလက်တလောပြဋ္ဌာန်းချက်များအဥပဒေပုံမှ73အရအလုံးနှင့်ထောင်ဒဏ်3နှစ်ကျခံစေရန်၎င်းပြစ်မှုဆိုင်ရာအမှုကြီးအမှတ်49/2009အမှုတွင်တရားခံမစ္စတာဂျွန်ဝီလျံရတော်အားရန်ကုန်မြို့တော်စီမံသားရေးဥပဒေပုံမှ28အရအလုံးနှင့်ထောင်ဒဏ်1နှစ်ကျခံစေရန်၎င်းပြစ်ဒဏ်ချမှတ်သည်ဟုသိရှိရသည်အဆိုပါအမှုကြီးများကိုအပြီးသတ်စီရင်ချက်များချမှတ်ရာတွင်တရားခံများ၏ရှေ့နေများဖြစ်ကြသောဦးကြည်ဝင်းဦးညံဝင်းဦးလှမျိုးမြင့်ဒေါ်ခင်ထေးကျွယ်ဦးခင်မောင်ဦးတို့နှင့်တရားလိုဘက်မှလိုက်ပါဆောင်ရွက်ကြသည့်ခရိုင်ဥပဒေအရာရှိများရုံးရှိ၌ရောက်ရှိကြသည်ထို့အပြင်ရန်ကုန်အခြေစိုက်တန်ယုံများနှင့်ထိုင်းနိုင်ငံအခြေစိုက်တန်ယုံအချို့တို့မှတန်အမတ်ကြီးများတန်မှုများကုလသမဂ္ဂဖွံ့ဖြိုးမှုစီစဉ်မှဌာနေကိုယ်စားလှယ်စုစုပေါင်း52ဦးနှင့်ပြည်တွင်းပြည်ပသတင်းတောက်25ဦးတို့လည်းစီရင်ချက်ချမှတ်သည့်ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့တက်ရောက်လေ့လာကြကြောင်းသတင်းရရှိပါရခင်ဗျာနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက2009ခုနှစ်ဩဂုတ်လ10ရက်နေ့ရက်စွဲဖြင့်ပြည်ထောင်စုဝန်ကြီးဌာနသို့ဒေါ်အောင်ဆန်းစုကြည်အပေါ်တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့ပါကပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရလျှော့ပေါ့ပြောင်းလဲခြင်းဆိုင်းငံ့ခြင်းနှင့်ကောင်းမွန်စွာနေထိုင်မှာကလွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဆိုင်ရာညွှန်ကြားချက်ထုတ်ပြန်ခြင်းနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက2009ခုနှစ်ဩဂုတ်လ10ရက်နေ့ရက်စွဲဖြင့်ပြည်ထောင်စုဝန်ကြီးဌာနသို့ဒေါ်အောင်ဆန်းစုကြည်ပေါ်တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့ပါကကျခံရန်ရှိသောပြစ်ဒဏ်အားပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရလျှော့ပေါ့ပြောင်းလဲခြင်းဆိုင်းငံ့ခြင်းနှင့်ကောင်းမွန်စွာနေထိုင်မှာကလွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဆိုင်ရာညွှန်ကြားချက်တည်းထုတ်ပြန်ခဲ့သည်၎င်းညွှန်ကြားချက်ပြည့်စုံမှာပြည်ထောင်စုမြန်မာနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရုံးစာအမှတ်34/နာယကဥ/လငခရက်စွဲ2009ခုနှစ်ဩဂုတ်လ10ရက်သို့ဝန်ကြီးပြည်ထောင်စုဝန်ကြီးဌာနအကြောင်းအရာဒေါ်အောင်ဆန်းစုကြည်ဦးအောင်ဆန်းအပေါ်တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့ပါကကျခံရန်ရှိသောပြစ်ဒဏ်အားပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရလျှော့ပေါ့ပြောင်းလဲခြင်းဆိုင်းငံ့ခြင်းနှင့်ကောင်းမွန်စွာနေထိုင်မှာကလွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းအပိုက်1ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်တရားရုံးတွင်ပြစ်မှုဆိုင်ရာအမှုကြီးအမှတ်49/2009ဖြင့်နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့်ဥပဒေပုံမှ22ပါပြဋ္ဌာန်းချက်ကိုဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့်ဒေါ်အောင်ဆန်းစုကြည်ဦးအောင်ဆန်းအပေါ်တာဝန်ရှိသူများကမလွဲမရှောင်သာဘဲတရားစွဲဆိုမှုပြုခဲ့ရခြင်းကိုနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအနေဖြင့်စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ခဲ့ပါသည်
အပိုက်နှစ်တို့ရတွင်တရားဥပဒေစိုးမိုးရေးအတွက်တည်ဆဲဥပဒေနှင့်အညီမှန်ကန်မျှတစွာတရားစီရင်မှုကိုနိုင်ငံသားအလုံးကလေးစားလိုက်နာခံယူကြရမည်ဖြစ်ပါသည်အပိုက်သုံးဒေါ်အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံ၏လွတ်လပ်ရေးကိုအသက်ပေး၍ရယူပေးခဲ့သည့်နိုင်ငံခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်ခြင်းကြောင့်၎င်းရပ်ရွာအေဂျင့်တာယာရေးနှင့်တည်ငြိမ်ရေးကိုရှေးရှု၍၎င်းတဦးအပေါ်တဦးအာဃာတများမရှိစေရေးအတွက်၎င်းဒီမိုကရေစီလမ်းကြောင်းတွင်အနှောက်အယှက်မဖြစ်စေရေးအတွက်၎င်းရည်စူး၍နိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးကောင်စီဥက္ကဋ္ဌအနေဖြင့်မိမိ၏လုပ်ပိုင်ခွင့်အာဏာအတွင်းမှသူမအပေါ်စာနာထောက်ထားညှာတာမှုပြုလိုပါသည်အပိုက်လေးသို့ပါ၍ဒေါ်အောင်ဆန်းစုကြည်အားတရားရုံးအနေဖြင့်ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတွေ့ရှိရပြီးပြစ်ဒဏ်ချမှတ်ပါကမည်သို့ပင်ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှ401ပုံမှခွဲ9အရတရားရုံးကချမှတ်ထားသောပြစ်ဒဏ်များအနက်ပြစ်ဒဏ်၏ထက်ဝက်ကိုသာကြားခံစေရန်လျှော့ပေါ့ပြောင်းလဲလိုက်ပြီးကြန့်ရှိသောပြစ်ဒဏ်ကိုလည်းဆိုင်းငံ့လိုက်သည်အပိုက်9အထက်အပိုက်4ပါပြစ်ဒဏ်ဆိုင်းငံ့ကာလအတွင်းဒေါ်အောင်ဆန်းစုကြည်အားသူမ၏နေအိမ်ဖြစ်သောဗဟန်းမြို့နယ်ရွှေတောင်ကြားတစ်ရပ်ကွက်တက္ကသိုလ်ရိပ်သာလမ်းခြံအမှတ်54/56နေအိမ်၌ပူးတွဲပါသတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီနေထိုင်ခွင့်ပြုလိုက်သည်အပိုက်6ဒေါ်အောင်ဆန်းစုကြည်သည်ရှော့ပေါ့ပြောင်းလဲလိုက်သောပြစ်ဒဏ်ကြခံရမည့်အချိန်ကာလတက်မကျော်လွန်သောအချိန်ကာလအတွင်းပူးတွဲပါသတ်မှတ်ပေးထားသောစည်းကမ်းချက်များနှင့်အညီကောင်းမွန်စွာနေထိုင်မှာကဆိုင်းငံ့ထားသောပြစ်ဒဏ်အလုံးကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဖြစ်ကြောင်းအကြောင်းကြားလိုက်သည်ဥက္ကဋ္ဌနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏အဆိုပါညွှန်ကြားချက်အရပြည်ထောင်စုဝန်ကြီးဌာနကလည်းဩဂုတ်လ10ရက်နေ့ရက်စွဲဖြင့်ပြည်ထောင်စုဝန်ကြီးဌာန၏အမိန့်ကိုဆက်လက်ထုတ်ပြန်ခဲ့ပြီး၎င်းအမိန့်ကိုဒေါ်အောင်ဆန်းစုကြည်အားဖတ်ပြသိပေးပြီးဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက2009ခုနှစ်